ရိုနယ်ဒိုနဲ့ပြိုင်မှတ်တမ်းသစ်စိုက်ထူလိုက်တဲ့လီယိုနယ်မက်ဆီအားလုံးပဲမင်္ဂလာပါအာဂျင်တီးနားကစားသမားလီယိုနယ်မက်ဆီကတော့ရိုနယ်ဒိုနဲ့ပြိုင်မှတ်တမ်းသစ်တစ်ခုစိုက်ထူလိုက်တယ်လို့ပဲပြောရမှာပါဘာလို့လဲဆိုတော့မက်ဆီကပေါ်တိုရီကိုနဲ့ပွဲမှာအာဂျင်တီးနားတော့ပေါ်ထွက်ကစားပြီးခဲ့ပြီးလက်ပါတဲ့ဂိုးပန်တီမှုတွေပြုလုပ်ပေးနိုင်ခဲ့သလိုနိုင်ငံတကာပြိုင်ပွဲတွေမှာဂိုးပန်တီမှုအများဆုံးကစားသမားဆိုတဲ့စံချိန်မှတ်တမ်းကိုပါပိုင်ဆိုင်သွားနိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်ညကအန်ဂရီနဲ့ပွဲစဉ်ပြီးရိုနယ်ဒိုကကမ္ဘာ့ဖလားခြေစစ်ပွဲသမိုင်းမှာဂိုးအများဆုံးသူဖြစ်လာပြီးတဲ့နောက်လီယိုနယ်မက်ဆီကလည်းအားကျမကန်ဒီစံချိန်ကိုရယူသွားခဲ့တာဖြစ်ပါတယ်နိုင်ငံတကာပွဲတွေမှာဂိုးပန်တီမှုအများဆုံးပြုလုပ်ထားတဲ့နေမာရဲ့59ချိန်ပန်တီးပေးထားမှုကိုတချိန်သားနဲ့မက်ဆီကကြော်ပြပြသွားခဲ့တာပါဒီပွဲစဉ်မှာဆိုရင်အာဂျင်တီးနားတို့ကပေါ်တိုရီကိုအသင်းကို6 ဦးပြတ်နဲ့နိုင်ရခဲ့တာဖြစ်ပြီးမက်ဆီကဂိုးပန်တီးမှု2ချိန်တီးကိုပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်လီယိုနယ်မက်ဆီအနေနဲ့ကစားသမားဘဝဂိုးပန်တီးမှု398ချိန်တီးကိုရှိလာခဲ့ပြီဖြစ်ပြီးအချိန်400ပြည့်ကို2ချိန်သာလိုအပ်တော့တာဖြစ်တယ်လို့ဒါကသိမကြခင်ပဲဖြစ်လာတော့မှလည်းပဲဖြစ်ပါတယ်သွန်ကိုပိုင်းမှာဆိုရင်လည်းဂိုး800ကျော်တီသွန်းထားတဲ့မက်ဆီကပန်တီးမှုအပိုင်းမှာတော့ဘယ်ကစားသမားမှလိုက်မမီအောင်ကိုလုပ်ပြထားတာပါဒါကြောင့်ဒီနေ့လေးကဘောလုံးလောကရဲ့ဂုဏ်တစ်ပါးအသီးသီးစံချိန်တွေချိုးပြနိုင်ခဲ့တဲ့နေ့လေးတစ်ရက်ဖြစ်ပြီးအတော်လေးထူးခြားတဲ့နေ့တစ်ရက်လို့ဆိုရမှာဖြစ်ပါတယ်